Hello guys, မင်္ဂလာပါရှင်ဒီတစ်ခါကဆွဲကပင်တောင်ကိုမနက်စောစောကြီးထပြီးထသွားပြီကဲမနက်စောစောစီကိုမြမဆက်ဆံနေမှလိုက်ပါရဲ့နော် Sakura School ကတိတ်မစော့ဖြစ်တော့ Sakura School တိတ်မစော့ဖြစ်တော့ကားမှတိတ်မကျွတ်မှာဘူးကဲဆွဲကပင်တောင်တော့ပါရဲ့တော့ပါဒီမှာအညာပိတ်ကြီးထင်းပြီးဟိုဘက်ဆက်သွားအဲ့ချိန်မှာမြင်ရနေပြီးတော့နောက်ဆိုတော့နောက်ပြန်ဆုပ်ပြီးဟိုတရားကိုထပ်ဖြတ်ကားမတိတ်မကျွမ်းတော့တောင်းမော်ရီကချောင်းနေအဲ့ဒီကျတော့ဖြတ်တယ်မှာညတိုင်းလိုက်တော့ပါဒီညလေးကိုလည်းချောက်ကြမယ်လို့ထင်ပါညလေးတော်တော်လေးလှပါအညာလေးပေါ့နော်ပြီးညမရှိလေးနေဆိုလေကဲပြီးတော့တော့နောက်တစ်ခါကျရင်အင်းလေးတော့ပြပါမယ်နော်ခုတော့ဆွဲကပေတာကိုတက်နေပါပြီဆွဲကပေတာလို့ဆိုပြီးစိုက်ပုတ်လေးကျွလို့စီးရခဲ့ပါသေးရဲ့ပုံရိုက်ခဲ့ပြီးတော့ဆွဲကပေရှင်းနေသားတဲ့ခါကျရင်လှေကားလေးတွေ့ရပါမယ်အဲ့ကနေအပေါ်သွားပါတယ်ပေါ်သွားညောင်းလာလို့ထိုင်ပါတယ်ထိုင်ပြီးတပုံလေးရိုက်ပြီးဆက်တဲ့ချိန်မှာနည်းနည်းလေးနှီးသွားပါတယ်မဆိုတော့ညောင်းနေလို့ပါပြီးဆက်တက်ပါရှင်တက်ပြီးသွားရှင်ရှိမှတော်ရောက်တော့မယ်ပေါ့နော်မရောက်တော့ပါမယ်ခုမှနားလေးတော်လှလို့တပုတ်ရက်ခဲ့ပြီးတော့နည်းနည်းလေးရှောက်ရတဲ့ချိန်မှာဆွဲကပေရဲ့ဖျားကိုရောက်ရှိခဲ့ပါပြီရှင်ဆွဲကပေတောင်ရဲ့ဒီမှာဖောင်လေးရဲ့ကြည့် view လေးတော်လေးလာပါရဲ့တောင်ပေါ်မှာစောက်ထားဆိုလीနော်ပြီးတော့ဖျားရှိခိုးရဲ့ဖျားရှိခိုးပွားရင်ဖျားလိုက်ပတ်ပါဒါတော့ခေါင်းလုံးတည်းနေရာပဲဖြစ်ပါရဲ့ဒီနေရာလေးကဘောင်းလေးမရှိတော့ပြစ်ကြနိုင်တဲ့အချိန်လေးရှိပါရဲ့ကဲခုကတော့ဆွဲကပေတောင်ရဲ့ view လေးကိုကြည့်ပြီးဆွဲကပေပုံမှာရှိဖျားနဲ့တပုတ်ရိုက်ခဲ့ပါရဲ့အဲ့လိုချစ်ပါနော်ဘိုင်ပါ